မကျွေးရသုံးနီးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့အခုကတော့ကျွန်တော်တို့မကျွေးရအစိမ့်တွေကိုဓားလေးနဲ့နှုံနှုံဆင်းပေးရမှာဖြစ်ပါတယ်အလူတွေပြီးရင်ကျွန်တော်နတ်ပွဲတွေမှာကျွေးရပဲဖြစ်ပါတယ်မကျွေးရနှုတ်ကိုနှုံနှုံဆင်းပြီးသွားပြီဆိုတော့ကြက်သွန်လေးတွေကိုကျွန်တော်လှီးထားမှာပဲဖြစ်ပါတယ်ကြက်သွန်ကတော့ကျွန်တော်တို့အခုလိုလဲဓားလေးနဲ့လှီးတယ်ပေါ့နော်ဓားရည်နဲ့လှီးလို့မျက်လုံးတွေဆက်ထားနေပဲကျွန်တော်တို့ကဆက်ကလေးနဲ့ပြောင်းပြီးတော့လှီးလိုက်ပါတယ်ကျွန်တော်ရွာမှာတော့ဒါရွာဘုံအဖြစ်နဲ့ဝယ်ထားတာလေးရှိပါတယ်လို့နည်းနည်းလေးနှုတ်ထားပါတော့ဒါလေးနဲ့ဆက်နေကြလို့လက်တက်တာတယ်ဖုံးမောင်လည်းမရှိပါဘူးလို့စိတ်မိသွားပြီဆိုတော့ကျွန်တော်တို့ကဒါကြက်သွန်တွေကိုအရင်ဆုံးစားနဲ့နှေးပေးလိုက်မှဖြစ်ပါတယ်စားနဲ့နှေးပြီးသွားပြီဆိုတော့ကျွန်တော်မကျွတ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်မကျွတ်တွေထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒါစီလေးထည့်မယ်ပေါ့နော်စီထည့်မယ်ပြီးရင်မကျွတ်နဲ့ကြက်သွန်တွေကိုနှံ့သွားအောင်ကျွန်တော်နှေးပေးမှာပဲဖြစ်ပါတယ်စီထည့်မယ်တစ်ဖက်ကလည်းဒါအရှိုးမုံထည့်မယ်ပေါ့နော်အရှိုးမုံထည့်မယ်စားကတော့အခုနကထည့်ပြီးသားဆိုတော့ဒါအရှိုးမုံပဲထပ်ထည့်မယ်ပြီးရင်နှံ့အောင်နှိမ့်မယ်ပြီးရင်ပစုံကြောက်ကလေးအပေါ်ကနေထပ်ပြီးဖြူပေးလိုက်မယ်ပစုံကြောက်နေစီနည်းနေလို့ကျွန်တော်စီထပ်ပြီးတော့ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒါနှံ့ဆက်အောင်မှုပြီးတော့ကျွန်တော်တို့ကမကျွေးရဲ့တုံနီးလေးပေါ့ရသွားပါပြီတချို့လည်းမကျွေးကိုအစိမ့်တုတ်ထားလားပြီးပြုတ်ပြီးမှတုတ်ထားလားဆိုပြီးမေးထားသူတွေလည်းအရင်ရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်မကျွေးကိုအစိမ့်တုတ်ထားပဲဖြစ်ပါတယ်လို့ပစုံကြောက်ကလေးများရင်များသလိုကောင်းပါတယ်လို့အခုမှပေါ်ဖို့ပြမကျွေးရဲ့တုတ်ကလေးပဲဖြစ်ပါတယ်တကယ်ကျွန်တော်စားကြပါအောင်လို့အရင်ပဲကောင်းပါတယ်လို့